ကျွန်တော်အသက်9နှစ်အရွယ်တုန်းကဘေးအိမ်မှာလူသက်မှုတစ်ခုဖြစ်တာကိုကြားခဲ့ရပါတယ်။ဒါပေမဲ့တခြားကလေးတွေလိုမျိုးကျွန်တော်ကြောက်ပြီးထွက်မပြေးခဲ့ပါဘူး။အဲ့ဒီအစားဘာတွေဖြစ်နေခဲ့ဆိုတာတေချာလေ့လာကြည့်ဖို့အတွက်အနားကိုတိုးသွားခဲ့ပါတယ်။မကြခင်မှာပဲရဲတွေရဲ့ဆုံးဖြတ်ချက်မှားနေတာကိုကျွန်တော်သတိထားမိသွားပြီးဒါဟာတေဆုံးသူနဲ့ယဉ်နီးတဲ့သူတယောက်ကကျူးလွန်ခဲ့တဲ့ပြစ်မှုချစ်ကြောင်းထောက်ပြခဲ့ပါတယ်။လူသက်သမားကလည်းအခုထိအဆောက်အဦထဲမှာပဲရှိနေတော့ပဲလို့လည်းပြောလိုက်ပါတယ်။ကပတင်ကကျွန်တော်ဟာဘသူကလေးလဲဆိုတာချက်ချင်းမေးလိုက်ပြီးအုတ်ထင်းတူကိုခေါ်လာဖို့တယောက်ယောက်ကိုခိုင်းလိုက်ပါတယ်။ကျွန်တော်အမကကျွန်တော်ဟာသူမရဲ့မောင်လေးဖြစ်ကြောင်းနဲ့ကျွန်တော်တို့ကတစ်ဖက်ခန်းဖြစ်တဲ့အခန်းနံပါတ်60တရားနှစ်နေတာဖြစ်ကြောင်းချက်ချင်းပြန်ပြောလိုက်ပါတယ်။ကျွန်တော်ဟာရဲအရာရှိတယောက်ရဲ့မိသားစုဝင်မှန်းတိသွားတဲ့အခါမှာတော့ကပတင်ကစိတ်အေးသွားပြီးကျွန်တော်ရဲ့ထီမြင်ချက်တွေကိုအသေးစိတ်မေးပါတော့တယ်။တခုခုမြင်လိုက်ရလားလို့သူကမေးခဲ့ပြီးမြဲကျွန်တော်ကတော့အော်တန်ကြားရတဲ့အချိန်မှာအခန်းထဲမှာ game ဆော့နေတာဖြစ်လို့ဘာမှမမြင်လိုက်ရဘူးလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအချက်ကသူ့ကိုပိုပြီးစိတ်ဝင်စားသွားပါတယ်။တေဆုံးသူနဲ့ယဉ်နီးတဲ့သူလို့ဘာလို့တေချာနေရတာလဲလို့သူကထပ်မေးလာတဲ့အတွက်ကျွန်တော်ကအကြောင်းပြချက်တွေကိုတစ်ခုချင်းရှင်းပြပါတော့တယ်။ပထမချက်ကပြင်မှုဖြစ်နောက်မှာဘသူမှအဆောက်အဦထဲကနေထွက်မသွားတာကြောင့်ပြင်ပလို့မဖြစ်နိုင်ပါဘူး။ဒုတိယအချက်ကယုံရင်ဆန်ခတ်ဖြစ်နေတဲ့လက္ခဏာတွေရှိနေပေမဲ့အလောင်းကိုဆိုဖာနားမှာတွေ့ရပြီးချမ်းပင်ပေါ်မှာလည်းတရွတ်တိုက်ဆွဲထားတဲ့အမှတ်သားတွေမရှိပါဘူး။ဒါကြောင့်တေဆုံးသူဟာလူသက်သမားကိုသူ့အလိုလျောက်အိမ်ထဲပေးဝင်ခဲ့တာဖြစ်ပါတယ်။တတိယအချက်ကတော့လူသက်ရာမှာသုံးတဲ့လက်နက်ကတေဆုံးသူရဲ့အိမ်ကတစ်သွေးလီဓာတ်ထီနေတာကြောင့်ဒါဟာကြိုတင်ကြံစီထားတာမဟုတ်ပါဘူးလူသက်ချင်းစိတ်ကအဲ့ဒီအချိန်မှာပဲရုတ်တရက်ပေါ်လာတာပါနောက်ဆုံးချက်ကတော့ဒါဟာလုံရက်မှုဆိုတဲ့လက္ခဏာလည်းမရှိပါဘူးDeputy Captain ကကြားဖြတ်ပြောပြီးအခင်းဖြစ်နေရဟာမှွင်တော့ခံထားတာတိတာတယ်လို့ဆိုပါတယ်ကျွန်တော်ကတော့ဒါဟာလမ်းကြောင်းလွယ်ဖို့အတွက်ဟန်ဆောင်ထားတာလို့ညင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ပြစ်မှုဖြစ်တဲ့အချိန်ဟာည9နာရီဖြစ်လို့အိမ်နီးစင်အများစုနိုးနေကြတဲ့အချိန်ပါတကယ်သောဆိုရင်ဒီလိုမျိုးအန်တီရမယူပါဘူးတကယ်တန်းပြဆိုရင်လည်းလက်ဝဲရတနာတွေကိုအရင်ဆုံးယူသွားမှာပါလူအိုင်းုံကအလောင်းကိုကြည့်လိုက်တော့သူမရဲ့လက်ချောင်းမှာရွှေလက်စွပ်ကရှိနေတော့မှာပဲဒါဟာကျွန်တော်ရဲ့ယူဆချက်ကိုပိုပြီးခိုင်မာသွားပါတယ်ကပတင်ကကျွန်တော်ရဲ့စင်ကျင်တုံတရားနဲ့အကဲခတ်နိုင်စွမ်းကိုအံ့ဩသွားပါတယ်ကျွန်တော်ကတော့စုံတက်မိသားစုမှာကြီးပြင်းလာတာမို့အမှုအခင်းတွေကိုခွဲခြမ်းစိတ်ပြတာကျင့်သားရနေတာပါလို့တတိငင်ငင်ပဲပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့သူတို့မသိတာကကျွန်တော်ဟာတကယ်တော့တခြားကဘာကနေလာတဲ့သူဖြစ်နေပါတယ်ကျွန်တော်ဟာအရင်ကကမ္ဘာနံပါတ်1ဟက်ကာတယောက်ဖိတ်ခဲ့ပြီးအလိုရှိဆုံးရာဒမီဂျီနီယပ်စ်တယောက်လည်းဖြစ်ခဲ့ပါတယ်ပြစ်မှုတွေအများကြီးကျူးလွန်ခဲ့ပြီးတဲ့နောက်မှာပြစ်ထန်အနေနဲ့မိုးကြိုးဖြစ်ထန်ခဲ့ရပါတယ်နောင်တတွေနဲ့ပြည်နှံ့နေတဲ့အတွက်နောက်ဘဝမှာတော့လူကောင်းတစ်ယောက်ဖြစ်ပါစေလို့သစ္စာဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာရဲမိသားစုကနေမွေးဖွားလာတဲ့အသက်9နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာနှိုးထွာလာခဲ့ပါတယ်။ကံကောင်းတာကကျွန်တော်ရဲ့နောက်ခံအကြောင်းအရာအသက်ကကျွန်တော်ရဲ့ထူးခြားတဲ့စင်ကျင်နိုင်စွမ်းကိုအထောက်ပံ့ဖြစ်စေတာကြောင့်ဘယ်သူမှမတန်တရားမဖြစ်ခဲ့ပါဘူး။3ရက်ကြာသွားပြီမဲ့ရဲတွေကလူသက်သမားကိုမဖမ်းမိသေးပါဘူး။အဲ့ဒီနေ့မှာကျွန်တော်အမကညာကျူတီ CMB အိဖြော်နေတော့မှကျွန်တော်ကဒူမရဲ့ case file ကိုခိုးကြည့်လိုက်ပါတယ်။ဒီအမှုကတကယ်တော့အစောစီးကနေပေါ်ပေါက်တင်တာပါဒါပေမဲ့သူတို့ကမှားယွင်းတဲ့ယူဆချက်တွေနောက်မှာလိုက်နေမိတာကိုတွေ့ရပါတယ်အဲ့ဒီနောက်ပထမထပ်ကအဖိုးကြီးရဲ့ထွက်ဆိုချက်ထဲမှာတခုခုကိုတတိထားမိသွားပါတယ်အဲ့ဒီအဖိုးကြီးကည9နာရီမှာအော်တန်ကြားရတယ်လို့ပြောထားပါတယ်ဒါကြောင့်တက်သေးရဲ့ထွက်ဆိုချက်အားလုံးကိုပြန်တိုက်စစ်ကြည့်ပြီးတန်တရားရှိသူကိုချက်ချင်းရှာတွေ့သွားပါတယ်အဲ့ဒီနောက် Water Bureau ရဲ့ back end ထဲကို hack လုပ်ပြီးဝင်ကြည့်ပြီးရေအတုံးတုံးအချက်လက်တွေကိုစစ်ဆေးလိုက်ပါတယ်အဲ့ဒါကကျွန်တော်ရဲ့တွက်ချက်အားလုံးကိုမှန်ကန်ကြောင်းတက်တည်ပြလိုက်ပါတယ်ကျွန်တော်ကအမကိုနှိုးပြီးတဲလွန်စားကိုပြောပြလိုက်ပါတယ်။သူမကလည်းစုံစမ်းစစ်ဆေးမှုအပဒေကိုအကြောင်းကြားပြီးထူးခြားရဲ့တိုးတက်မှုရှိတယ်လို့ပြောပါတယ်။ကျွန်တော်ကရှင်းပြလိုက်တာကအကယ်၍အော်ဒန်ဟာတကယ်ပဲ6ထပ်ခန့်မှဖြစ်ခဲ့တယ်ဆိုရင်ဒီအဖိုးကြီးကနားလေးနေတဲ့သူဖြစ်လို့ဘယ်လိုမှကြားနိုင်မှာမဟုတ်ပါဘူး။ရဲတွေကအော်ဒန်ရဲ့ decibel level ကိုစမ်းသပ်ခဲ့ကြပြီမယ်။အဖိုးကြီးရဲ့နားလေးနေတဲ့အချက်ကိုတော့လစ်ယူရှုခဲ့ကြပါတယ်။ကျွန်တော်တောင်မှ headphone တက်ပြီးတကားသုံးကြားချနေတာတော့အော်ဒန်ကိုကြားရတာဟာအတိတ်ပဲမရှိပါဘူး။ဒါကြောင့်အော်ဒန်ဟာအခန်းထဲမှာမဟုတ်ဘဲလမ်းသွားလမ်းမှာဖြစ်ခဲ့တာပါ။ဒါပေမဲ့အလောင်းကအခန်းထဲမှာရှိပါတယ်။ဆိုလိုတာကဒီအော်ဒန်ဟာလမ်းကြောင်းလွယ်ဖို့အတွက်တမန်လွတ်ထားတာဖြစ်ပါတယ်။အိမ်ကြီးချင်းတွေကချက်ချင်းစုစည်းရောက်ရှိလာကြတာကြောင့်လူသက်သမားဟာထွက်ပြေးဖို့အခွင့်အရေးမရှိတော့ဘဲလူအောက်ထဲမှာဟန်ဆောင်ပြီးရောမျောနေကြတာပါ။ခလက်ထက်မှာကလူကြီးတွေနဲ့အခန်းအလှပဲရှိတာကြောင့်သူတို့ကိုဖဲထောက်ထားလို့ရပါတယ်။ငါးထပ်မှာတော့90တရားနဲ့အခန်းမှာလူပြို100နေပြီး90တရားနဲ့အခန်းမှာတော့မိသားစု3ယောက်နေပါတယ်။သူတို့မှာတက်ရမယ့်အကြောင်းရင်းမရှိပါဘူး။ထွက်ဆိုချက်တွေအရ90တရားနဲ့အခန်းကလူကအလောင်းကိုပထမဆုံးတွေ့တဲ့သူဖြစ်ပါတယ်။သူကိုယ်တိုင်ပဲတကားကိုဖျက်ဆီးခဲ့တာကြောင့်အခန်းထဲမှာရှိတဲ့ခြေတရားတွေအားလုံးဟာသူ့ရဲ့ခြေတရားတွေပဲဖြစ်နေပါတယ်။ဒါကြောင့်သူဟာလူသက်သမားပဲလို့ကျွန်တော်ကောက်ချက်လိုက်ပါတယ်။ကပတင်ကကျွန်တော်ရဲ့ကြိုးချောင်းပြခြင်းကိုလက်ခံပေမဲ့ကျွန်တော်စကားတစ်ခွန်းနဲ့တော့ဖမ်းလို့မရပါဘူး။ဒါပေမဲ့ကျွန်တော်ကအစင်သင့်ပါပဲ။အခင်းဖြစ်နေရမှာသွေးတွေအများကြီးထွက်ထားတာကြောင့်လူသက်သမားရဲ့ကိုယ်ပေါ်မှာသွေးတွေပဲကျန်းနေမှာဖြစ်ပြီးသူဟာရေချိုးတာမဟုတ်ပါအဝတ်အစားလိုဝက်တာတွေလွတ်မှာပါလို့ကျွန်တော်ပြောလိုက်ပါတယ်။ဒါကြောင့်အဲ့ဒီနေ့မှာသူ့ရဲ့ရေအသုံးနှုန်းကရုတ်တရက်မြင့်တန်နေပါလိမ့်မယ်။ကပတင်ကဝါတာဘျူရိုကိုဖုံးဆက်ပြီးအတီးပြုယူလိုက်တော့90တရားနှစ်အခန်းဟာပုံမှန်အားဖြင့်ပိုပြီးရေအများကြီးသုံးထားတာကိုတွေ့လိုက်တဲ့အတွက်ကပတင်လည်းလုံးဝယုံကြည်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာ90တရားနဲ့အခန်းကလူကပြင်တုံးကုတ်ကနေရဲကားတွေကိုချောင်းကြည့်နေပါတယ်အဲ့ဒီနောက်တကားခောက်တန်းကြောင့်သူကလန့်သွားခဲ့ပါတယ်ကျွန်တော်အထမ်းမှန်းသိလိုက်တော့သူနည်းနည်းစိတ်အေးသွားပေမဲ့တခုခုထူးဆန်းနေသလိုခံစားလိုက်ပါတယ်ကျွန်တော်ကဘာလို့ဒီလိုညနာတန်းကောင်မှရောက်လာရတာလဲဆိုတာကိုသူဟာမသိစိတ်နဲ့ပဲမိဖိုးချောင်းဓာတ်ရှိတဲ့ဘက်ကိုလမ်းကြည့်လိုက်မိပါတယ်